မင်္ဂလာပါဦးစင်းဒီကနေ့ဆင်းရဲသောအကျိုးရှိသောတရားဆင်းရဲခြင်းနှင့်တကွဖြစ်သောတရားချမ်းသာသောအကျိုးရှိသောတရားချမ်းသာခြင်းနှင့်တကွဖြစ်သောတရားနောက်ပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကဘာကြောင့်ဝိနည်းတိတ်္ခာဘုဒ္ဓပြညတ်တာလဲရာဂကိုဘယ်လိုပယ်ဖြောက်မလဲအဲ့ဒါလေးတွေတင်ပြပေးခြင်းပါတယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအင်္ဂုတ္တရနိကေဒုက္ခနိဗ္ဗာန်အကုသလပေရလဝက်မှာချမ်းသာခြင်းနဲ့တကွာဖြစ်သောတရားချမ်းသာခြင်းရှိတဲ့တရားတွေကဘာတွေလဲဆိုတော့အမျက်မထွက်ခြင်းနဲ့ရန်ညိုးမဖွဲ့ခြင်းသူကျေးဇူးကိုမချေမြတ်ခြင်းအပြိုင်မပြုခြင်းမညှူဆူခြင်းဝန်မတိုခြင်းမှလက်ပတ်ခြင်းမစင်လဲခြင်းဒုစရိုက်တရားတို့မှရှက်ခြင်းဒုစရိုက်တရားတို့မှလန့်ခြင်းတွေဖြစ်ပါတယ်အဲ့ဒီတရားတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကချမ်းသာမယ်ချမ်းသာခြင်းနဲ့တကွာဖြစ်ပါမယ်တဲ့အပြန်အနေနဲ့တော့အမျက်ထွက်မယ်ရန်ညိုးဖွဲ့မယ်သူကျေးဇူးကိုချီဖြတ်မယ်အပြိုင်ပြုမယ်ညှူဆူမယ်ဝန်တိုမယ်လှက်ပတ်မယ်စင်လဲကောက်ကျစ်မယ်ဒုစရိုက်တရားတွေလောကမှာမရှက်ဘူးဒုစရိုက်တရားတွေလောကမှာမလန့်ဘူးအဲ့ဒီလိုတရားတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကတော့ဆင်းရဲခြင်းနဲ့တကွာဖြစ်မယ်ဆင်းရဲတဲ့အကျိုးတွေဖြစ်မယ်တဲ့နောက်ပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဝိနည်းပေရလဝက်မှာဝိနည်းပြညတ်ခြင်းရဲ့အကြောင်းကိုမိန့်ထားပါတယ်ဘာဖြစ်လို့ဝိနည်းပြညတ်ရတာလဲဆိုရင်တန်ခါဤကောင်းခြင်းအကျိုးငါတဲ့တန်ခါဤချမ်းသာစွာနေထိုင်ရခြင်းအကျိုးငါဝိနည်းပြညတ်တာပါတဲ့နှစ်မျိုးပြတာပေါ့နော်သီလမရှိသောပုဂ္ဂိုလ်တို့ကိုနှိမ်နှင်းခြင်းငါသီလကိုချစ်မြတ်သောပုဂ္ဂိုလ်တို့ဤချမ်းသာစွာနေထိုင်ရခြင်းငါဝိနည်းပြညတ်တာပါတဲ့မျက်မှောက်၌ဖြစ်သောအာသောတရားတို့ကိုပိတ်ပင်ခြင်းငါတမလွန်၌ဖြစ်သောအာသောတရားတို့ကိုတမလွန်၌ဖြစ်လက်တတ်သောအာသောတရားတို့ကိုတားဆီးခြင်းငါဝိနည်းပြညတ်တာပါတဲ့မျက်မှောက်၌ဖြစ်ကုန်သောယံတို့ကိုပိတ်ပင်ခြင်းငါတမလွန်၌ဖြစ်လက်တတ်သောယံတို့ကိုတားဆီးခြင်းငါဝိနည်းပြညတ်တာပါတဲ့မျက်မှောက်၌ဖြစ်ကုန်သောအပြစ်တို့ကိုပိတ်ပင်ခြင်းငါတမလွန်၌ဖြစ်လက်တတ်သောအပြစ်တို့ကိုတားဆီးခြင်းငါဝိနည်းပြညတ်တာပါတဲ့မျက်မှောက်၌ဖြစ်ကုန်သောဘေးတို့ကိုပိတ်ပင်ခြင်းငါတမလွန်၌ဖြစ်လက်တတ်သောဘေးတို့ကိုတားဆီးခြင်းငါတိတ်္ခာဘုဒ္ဓပြညတ်တာပါတဲ့လူတို့အားအစဉ်တနာခြင်းကအလိုဆိုးရှိကုန်သောယဟန်တို့၏အသင်အပင်ကိုဖျက်ဆီးခြင်းကတိတ်္ခာဘုဒ္ဓပြညတ်တာပါတဲ့မကြည်ညိုသေးကုန်သောသူတို့ကိုလည်းကြည်ညိုစေခြင်းကကြည်ညိုပြီးတဲ့သူတို့ကိုလည်းတိုးတက်ကြည်ညိုစေခြင်းကတိတ်္ခာဘုဒ္ဓပြညတ်တာပါဝိနည်းပြညတ်တာပါတဲ့သာသနာတော်၏ကြာမြင့်စွာတည်ခြင်းအကျိုးငါဝိနည်းကိုချီးမြှောက်ခြင်းအကျိုးငါတိတ်္ခာဘုဒ္ဓကိုပြညတ်တာပါတဲ့ဝိနည်းကိုပြညတ်တာပါတဲ့အဲ့ဒီရည်ရွယ်ချက်တွေနဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဝိနည်းကိုပြညတ်ခဲ့တာပါတိတ်္ခာဘုဒ္ဓကိုပြညတ်ခဲ့တာပါနောက်ပြီးတော့ရာဂကိုဘယ်လိုပယ်ဖြောက်မလဲတဲ့ရာဂပေရလဝက်မှာတက်မဲ့ခြင်းရာဂကိုထူသောဉာဏ်ဖြင့်သိခြင်းကတရားနှမျိုးကိုပွားများအပ်ကုန်၏တဲ့အဘယ်တရားနှမျိုးတို့ဤဟုမူသမထကမ္မထံ၎င်းဝိပဿနာကမ္မထံ၎င်းသမထကမ္မထံဝိပဿနာကမ္မထံကိုပွားများမယ်ဆိုလို့ရှင်ရာဂကိုဉာဏ်ဖြင့်သိမယ်တဲ့ရာဂကိုတဲ့ပိုင်းခြား၍သိခြင်းကရာဂကိုကုံစေခြင်းကရာဂကိုပယ်ခြင်းကရာဂဤကုံခန်းခြင်းကရာဂဤပြက်ခြင်းကရာဂဤကင်းပြက်ခြင်းကရာဂဤချုပ်ခြင်းကရာဂကိုစွန့်လွတ်ခြင်းကရာဂကိုတဖန်စွန့်လွတ်ခြင်းကတရားနှမျိုးကိုပွားစီအပ်တယ်တဲ့ဘာတရားနှမျိုးလဲဆိုတော့သမထကမ္မထံနဲ့ဝိပဿနာကမ္မထံပါတဲ့ပြင်မာခြင်းကိုပယ်ဖြောက်ခြင်းကတူဝေခြင်းကိုပယ်ဖြောက်ခြင်းကအမျက်ထွက်ခြင်းကိုပယ်ဖြောက်ခြင်းကရန်ညိုးဖွဲ့ခြင်းကိုသူကျေးဇူးကိုချီးဖြတ်ခြင်းကိုအပြိုင်ပြုခြင်းကိုညှူဆူခြင်းကိုဝန်တိုခြင်းကိုလှက်ပတ်ခြင်းကိုစင်လဲခြင်းကိုခက်ထန်ခြင်းကိုချုပ်ချယ်ခြင်းကိုထောင်လွှားခြင်းကိုအလွန်ထောင်လွှားခြင်းကိုမယင်ခြင်းကိုမေးလျော့ခြင်းကိုထူသောဉာဏ်ဖြင့်သိခြင်းကပိုင်းခြား၍သိခြင်းကကုံစေခြင်းကပယ်ခြင်းကကုံခန်းခြင်းကပြက်ခြင်းကကင်းပြက်ခြင်းကချုပ်ခြင်းကစွန့်လွတ်ခြင်းကတဖန်စွန့်လွတ်ခြင်းကတရားနှမျိုးကိုပွားစီရတဲ့အဲ့ဒီတရားနှမျိုးကသမထကမ္မထံနဲ့ဝိပဿနာကမ္မထံပေါ့နော်။သမထကမ္မထံဝိပဿနာကမ္မထံကိုပွားများမယ်ဆိုရင်ပြင်းမာတာတွေလည်းမရှိနိုင်ဘူးတဲ့တိုးဝေတာတွေလည်းမရှိနိုင်ဘူးတဲ့အမျက်ထွက်တာတွေလည်းမရှိဘူးရန်ညိုးဖွဲ့တာတွေလည်းမရှိဘူးသူကျေးဇူးကိုချေဖက်တာတွေလည်းမရှိဘူးအပြိုင်ပြုတာတွေလည်းမရှိဘူးတဲ့ညှိုးဆိုတာတွေလည်းမရှိဘူးဝန်တိုတာတွေလည်းမရှိဘူး
လက်ပတ်တာတွေလည်းမရှိဘူးစင်းလဲတာတွေလည်းမရှိဘူးခက်ထန်တာတွေလည်းမရှိဘူးတဲ့ချုပ်ချယ်တာတွေလည်းမရှိဘူးထောင်လွှားတာတွေလည်းမရှိဘူးအလွန်ထောင်လွှားတာတွေလည်းမရှိဘူးမန်ရစ်တာတွေလည်းမရှိဘူးမေးလျော်တာလည်းမရှိဘူးတဲ့အဲ့ဒီအကျိုးငါသမထကမ္မထံဝိပဿနာကမ္မထံကိုပွားစီရတယ်တဲ့အဲ့သမထကမ္မထံဝိပဿနာကမ္မထံတွေကိုပွားများလို့ရှိရင်အဲ့ဒီအကျိုးတွေရတာပေါ့နော်ဒါရာဂပေယလဝက်ပြီးသွားတာပေါ့နော်အဲ့ဆိုရင်ဒါဒုက္ခနိဗ္ဗတ်ပြီးသွားပြီဦးဇင်းနေ့စဉ်နေ့တိုင်းတင်ပြခဲ့တာအင်္ဂုတ္တရနိကေဧကကနိဗ္ဗတ်လည်းပြီးသွားပါပြီအခုဒုက္ခနိဗ္ဗတ်လည်းပြီးသွားပါပြီဆက်ပြီးတော့လည်းတင်ပြဖို့အစီအစဉ်ရှိပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားစကားတွေကိုအစဉ်အတိုင်းနာယူခြင်းနဲ့ဆိုလို့ရှိရင်ဦးဇင်းရဲ့ Facebook အကောင့်ကို follow လုပ်ထားပါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့တန်ဖိုးရှိတဲ့တရားစကားတွေကိုနေ့စဉ်နေ့တိုင်း3မိနစ်5မိနစ်10မိနစ်ခန့်မြနာယူခြင်းဖြင့်စိတ်ထားဖွေးပြီးတော့အသိဉာဏ်ထက်လျက်ဉာဏ်ဉာဏ်သောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဦးဇင်းကဆန္ဒပြုပါတယ်မေတ္တာပို့တာပါတယ်ကျမ်းမာချမ်းသာကြပါစေ